မင်္ဂလာပါရှင်အပတ်စဉ်စနေညသတင်းတင်ဆက်မှုစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့မြစ်နာမျိုးတွင်စစ်ကောင်စီတပ်မှစစ်ဆေးမှုတွေပြင်းထန်နေတဲ့သတင်းဝေါ်အိုဇုံဒေးပြုလုပ်တဲ့သတင်းနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ကျွန်မအခုမှကြဆင်ပါရှင်မြစ်နာမျိုးပါလာနာဥပီအလမ်နဲ့ဂျုံကန်ကျေးရွာများတွင်စစ်ကောင်စစ်တပ်နဲ့လက်အောက်ခံရဲတပ်ဖွဲ့များကဖျက်ဆီးသွားလာတဲ့ဒေသခံပြည်သူများကိုရပ်တန့်စစ်ဆေးခြင်းတွေဆက်တိုက်လှုပ်ဆောင်လာကြောင်းဒေသခံများပြောပြချက်အရသိရပါတယ်စစ်ကောင်စစ်တပ်နဲ့ရဲတွေကအယက်သားဝတ်စုံနဲ့ကျေးရွာတွင်အိမ်စီးကားတွေနဲ့လက်ပတ်သွားလာနေကြသလိုမတင်ကားတဲ့သူတွေကိုလည်းတခါတည်းဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့လည်းဒေသခံတို့ကပြောပါတယ်ပါလာနာရဲစခန်းရှိမှာတော့နေ့တိုင်းစစ်ဆေးမှုရှိနေပြီးဥပီအလမ်တုံကများမှာတော့နေ့တိုင်းမရှိပေမဲ့စစ်ကောင်စီအခိုင်အစေများဖြစ်တဲ့တလန်များသတင်းပေးဖမ်းဆီးခိုင်းတာတွေရှိနေကြောင်းသိရပါတယ်။မြစ်နာမြို့ပေါ်ရှိစစ်ကောင်စီတပ်ရဲ့ကင်းစခန်းများပြစ်ခတ်မှုတွေရှိခဲ့တာကြောင့်ပုံမစစ်ဆေးလာခြင်းဖြစ်နေကြောင်းဒေသခံချုပ်ယူဆနေကြပါတယ်ရှင်။စက်တင်ဘာလ16ရက်နေ့ကြာရောက်တဲ့ကမ္ဘာအိုဇုံဒေးအထိမ်းအမှတ်အခမ်းအနားကိုလိုက်စာမြို့စင်ဘရော့မကျွေခမ်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားတွင်ဒေါက်တာမြင့်မြတ်အောင်မှအိုဇုံရဲ့တိမတ်ဖွယ်ရာကြောင့်အိုဇုံဘာကြောင့်ပျက်စီးရတယ်။အိုဇုံပျက်စီးခြင်းကြောင့်ဖြစ်ပေါ်လာမည့်ဆိုးကျိုးရလဒ်အကြောင်းနဲ့အိုဇုံပျက်စီးခြင်းကိုဘယ်လိုကာကွယ်ရမည်ဆိုတဲ့အကြောင်းတွေကိုအသိပညာဟောပြောပေးခဲ့ပါတယ်။၎င်းနောက်တစ်တော်နဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှဒုတာဝန်ခံဒူဘလမဇော်ရောအနေနဲ့လည်းအိုဇုံပျက်စီးခြင်းကိုကာကွယ်ဖို့မိန့်ခွန်းပြောကြားခဲ့ပါတယ်။အဆိုပါခဏမှာဌာနဆိုင်ရာမှတာဝန်ရှိသူများကျောင်းသူကျောင်းသားများနဲ့ပြည်သူလူထုများ600ဝန်းကျင်တက်ရောက်ခဲ့ပါတယ်ရှင်ကချင်ရိုးရာစာပေနဲ့ယဉ်ကျေးမှုဂျဟာကအဖွဲ့သားများကစွန်ပရာဘူမြို့နယ်တွင်နေထိုင်တဲ့အငတ်ဘေးစိုက်နေတဲ့ရွာတွေမှာဆန်နဲ့အစားအသောက်တွေကိုတွားရောက်ကူညီထောက်ပံ့ခဲ့ကြောင်းလည်းသိရပါတယ်။တွားရောက်ကူညီခဲ့တဲ့ကျေးရွာတွေကတော့လဝါယံစုခါကတရန်ယံတယူခါစူယံခါဂရန်ယံမိုင်ထောင်နဲ့အင်တက်လူစုစုပေါင်း154ရွာမှာတွားရောက်လူဒန်းပေးခဲ့ကြောင်းလည်းသိရပါတယ်။စွန်ပရာဘူမြို့နယ်အတွင်းရှိတချို့ရွာတွေမှာတော့သမင်းချက်စားဖို့ဆံမလိုလောက်တဲ့အတွက်ဆံပြုတ်တောက်နေရတာတွေရှိလို့အရန်ခက်ခဲနေတဲ့မိမိရဲ့လူမျိုးတွေရဲ့ဝမ်းစာအတွက်တနက်စာလောက်ပဲဖြစ်ဖြစ်အကိုညီဖြစ်အောင်ကိုညီထောက်ပံ့တာဖြစ်တယ်လို့ကချင်ရိုးရာစာပေနဲ့ယဉ်ကျေးမှုဆက်ဆံရေးကောင်းဆောင်ဆရာဇော်နမ်ကပြောပါတယ်။ကချင်ရိုးရာစာပေနဲ့ယဉ်ကျေးမှုဂျဟာကအဖွဲ့သားများကအခုလိုအငတ်ဘေးစိုက်နေတဲ့ရွာတွေကိုကိုညီထောက်ပံ့မှုကိုဆက်လက်လှုပ်ဆောင်သွားဖို့အစီအစဉ်ရှိတယ်လို့လည်းသိရှိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြစ်သတင်းတင်ဆက်မှုစီစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။